ချက်စီအတွက်မူဒရစ်ပြန်လာပြီမင်္ဂလာပါရှင်ဂိုးစာကအမ်မန်မှကြိုဆိုပါရစေချက်စီပရိသတ်တွေအတွက်တော့တကယ့်ကိုမထင်မှတ်ထားတဲ့သတင်းကောင်းတစ်ခုရောက်ရှိလို့လာခဲ့ပါပြီတားမြစ်စေးသုံးဆွဲမှုနဲ့၄နှစ်အထိပွဲပယ်ပြစ်ဒဏ်ကြခံထားရတဲ့တောင်ပန်ကစားသမားမူဒရစ်ဟာအခုဆိုရင်ဘောလုံးပြိုင်ပွဲတွေစီပြန်လည်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်အသက်25နှစ်အရွယ်ယူကရိန်းလက်ရွေးစင်ကစားသမားမူဒရစ်ဟာ2024ခုနှစ်နိုဝင်ဘာလကတည်းကကွင်းတွင်းကွင်းပြင်နှစ်ခုလုံးမှာပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။အကြောင်းကတော့2024အောက်တိုဘာမှာစစ်ဆေးခဲ့တဲ့စစ်ချက်အရတားမြစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့မဲဒိုနီယမ်သုံးစွဲထားတယ်ဆိုပြီးအင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကသူ့ကို၄နှစ်အထိဘောလုံးကစားခွင့်ပိတ်ပင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့မူဒရစ်ကတော့ဒီပြစ်ဒဏ်ကိုမကျေနပ်တာကြောင့်အားကစားခုံသမာဓိတရားရုံး CAS ထံအယူခံဝင်ခဲ့ပါတယ်။မူဒရစ်ကကျွန်တော်ဟာဘယ်တားမြစ်ဆေးဝါးကိုမှတိလျက်နဲ့ဖြစ်စေတမင်တကာဖြစ်စေသုံးစွဲခဲ့ခြင်းမရှိပါဘူးလို့အခိုင်အမာညင်းဆိုခဲ့တာပါ။အခုအခါမှာတော့ World Anti-Doping Agency WADA ရဲ့စီးမြင့်သစ်တွေအရမူဒရစ်ရဲ့စစ်ချက်မှာပါဝင်တဲ့မဲဒိုနီယမ်ပမာဏဟာအလွန်နည်းပါးတာကြောင့်လက်ရှိစံနှုန်းအတိုင်းဆိုရင်စီးမြင့်ချိုးဖောက်မှုမမြောက်တော့ပါဘူး။ဒါကြောင့် FA နဲ့မူဒရစ်တို့ကြားသဘောတူညီမှုရရှိသွားခဲ့ပြီးကြားခံခဲ့ပြီးသမျှပြစ်ဒဏ်ကာလနဲ့တင် JA ကဘောလုံးကွင်းအတွင်းချက်ချင်းပြန်လည်ဝင်ရောက်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ကွင်းပြင်ပမှာလာပေါင်း20ခန့်တီးသန့်လေ့ကျင့်မှုတွေနဲ့ဖြတ်တန်းခဲ့ရတဲ့မူဒရစ်အတွက်ဒါဟာသူ့ကစားသမားဘဝရဲ့အခက်အခဲဆုံးအချိန်တွေကိုလွန်မြောက်သွားတာပဲဖြစ်ပါတယ်။မူဒရစ်ဟာပိတ်ပင်ခံထားရတဲ့ကာလအတွင်းမှာလည်းလက်မလျှော့ပဲကိုပိုင်နီးပြဂိုးသမားတွေကိုငှားရမ်းကဩစတြေးလျအထိတွားရောက်ပြီးကြန့်ခိုင်မှုမကျသွားအောင်ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ်။ချက်စီအသင်းကလည်းမူဒရစ်အပေါ်အပြည့်အဝထောက်ခံပေးခဲ့ပြီးအခုဆိုရင်သူ့ကိုရာသီကျိုးခြေစမ်းပွဲခရီးစဉ်တွေမှာပါဝင်လာစေဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။2031အထိစာချုပ်သက်တမ်းရှိသေးတဲ့မူဒရစ်အနေနဲ့ Stamford Bridge မှာသူ့ရဲ့ပုံစံကောင်းတွေကိုပြန်လည်ရှာဖွေဖို့အခွင့်အရေးသစ်ရရှိသွားခဲ့ပါပြီ။ဘောလုံးပြိုင်ပွဲတွေကိုပြန်လည်ခြေချတော့မဲ့မူဒရစ်တယောက်ချက်စီးမှာအရင်ထက်ပိုမိုတောက်ပလာနိုင်မလားပရိသတ်တို့ရဲ့အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦး။